အားလုံးပဲမင်္ဂလာပါခင်ဗျာစိတ်ဆက်ကြရဲ့ဘာမီဖန်ရဲ့ channel လေးမှာကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီ channel လေးမှာဗမ်မီရာရက်ကနေအတူတဲရီရေပေါ်ဝိတုဇလန်းများအောင်တင်ဆက်ပေးသွားမှာမို့လိုက်ရင် subscribe ကိုနှိပ်လို့ကောင်းလုံးလေးကိုပါနှိပ်သွားပေးဖို့ရတယ်တောင်းဆိုအပ်ပါတယ်ခင်ဗျာရှင်င်းညာကျွန်တော်စိတ်ဆက်ကြရဲ့တင်ဆက်မှုကာနာလေးမှာစာရေးဆရာထရီသင်္ခရေးသားသောရက်ခတာတင်ဝိတုမှာမြောင်ဝင်းသူနှင့်လျှို့ဝှက်ချက်များဟူသောဝိတုဇလန်းအားတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအခန်းသုံးမြောင်ဝင်းသူနှင့်လျှို့ဝှက်ချက်များနောက်တစ်နေ့နဲ့စောစောအချိန်တွင်ကျော်စွာတယောက်တည်းမြင်းတစည်းနှင့်နန်းပေါင်းရွာဘက်သို့ခရီးထွက်ခဲ့လေသည်သူ့အနေနဲ့စနီးနာရသဘောတက်တက်ဖြစ်သောကြောင့်ကြံပလိတ်နှစ်ယောက်ကိုပင်မခေါ်တော့ပြီနန်းပေါင်းရွာနှင့်ပေါင်းနှင့်ရွာမှာ9မိုင်ခန့်သာဝေးသဖြင့်အကယ်၍မြင်းဖြင့်ဆိုင်းသွားပါကအချိန်နှဲငယ်တွင်ရောက်သွားနိုင်ပြီသို့တော်မိုးရွာထားသဖြင့်လမ်းများဆွဆွကချော်နေသောကြောင့်ဖြည်းဖြည်းမှန်မှန်သွားနေရသဖြင့်ခရီးမတွင်လှပြီမနေ့ပိုင်းမှာကလေးကညို့နေသောမိုးရိပ်များသည်အတန်ကြာလာသောအခါမဲမှောင်တက်လာတော့ဖက်ပြူလာစနေရောင်ကလေးကိုပင်တိမ်မဲများကဖုံးအုပ်ပြလိုက်သည်မိုးရိပ်များတက်လာသည်နှင့်အနောက်တောင်လေကလည်းခက်ချမ်းချမ်းလေးတိုက်ခတ်လာသည်ပထမတော့တစ်ပင်ထိပ်ပြားပိုင်းများတအိအိတငွေ့ငွေ့ရှိုံတာတိုက်နေရမှခဏကြာတော့တော်ဝေါတန်များပေါ်လာကတစ်ပင်ကြီးငယ်တို့မှာအမှုလိုနေသောအရက်သမားများပမာရင်းထိုးလှုပ်ရှားလာသည်ကျော်စွာမှာမိုးကမပါတော့ကြောင့်မိုးမသေးခင်မိုးခိုးစရာနေရာတစ်ခုရောက်အောင်အမြန်သွားလေသို့တော့တော်ဝေါနှင့်လေပြင်းများတိုက်ခတ်နေသောကြောင့်ခရီးမတွင်လာခဏချင်းမှာပင်လေပြင်းများကျလာလေတော့သည်ထိုနေ့အတူမိုးသည်မိုးပေါင်များပါလာလေသည်တကယ်တော့မိုးကြီးတက်တဲ့ရွာသွန်းခြင်းမဟုတ်ပဲလေပြင်းမုန်တိုင်းများပါကျလာပြီဖြစ်ရာကျင်းငယ်များနဲ့တောတရိษံတို့မှာအပြေးလွှာခိုနားစရာရှာနေကြသည်ကျော်စွာမှာလည်းရေခွေမိုးပဲတနေရာကိုရေးတကြီးလိုက်ရှာရင်းလမ်းပြောက်သွားတော့သည်နောက်ဆုံးတော့မြင်းကပါမိုးတံမခံနိုင်အောင်ဖြစ်လာတဲ့ဖြင့်နီးစပ်ရာတစ်ပင်ကြီးတစ်ပင်အောက်ကိုဝင်ကပ်နေရလေသည်လေပြင်းမုန်တိုင်းများကတော်တော်နှင့်အရှိမသေးသေးပဲတနာရီနီးပါးတိုက်ခတ်လေရာလူရောမြင်းမှာမိုးတံလေးတန်းကိုကော့နေအောင်ခံကြရသည်တကူလုံးခိုက်ခိုက်တုံအောင်ချမ်းလာတော့လေနေရာမှထွက်မရသဖြင့်ဒီအတိုင်းပေနေရသည်နောက်တော့မှတပြေးပြေးနဲ့အရှင်ရော့သွားပြီးနောက်မိုးရောလေပါဆဲသွားလေသည်ကျော်သာမှာခိုက်ခိုက်တုံအောင်ချမ်းလာပြီးဖြစ်သောကြောင့်နောက်သို့ပြန်မလဲတော့ပဲရှေ့သို့ခရီးဆက်သွားတော့သည်သို့တော်လဲလမ်းကောင်းစွာမမှတ်မိတော့သဖြင့်မှန်းဆ၍သာခရီးဆက်ခဲ့ရသည်ရှေ့သို့တမိုင်ခန့်ခရီးဆက်မိသောအခါတောဆက်တနေရာတွင်ခြံဝင်းကျယ်ကြီးနှင့်အိမ်တလုံးကိုလှမ်းမြင်ရသဖြင့်ထိုနေရာသို့သွားလေသည်ခြံစည်းဟိုးပေါင်သားရောက်သောအခါအတန်ပြုတ်လိုက်သည်အရှင်တို့အတန်ပေးလိုက်သောအခါပထမခွေးဟောင်းနှံအရင်ကြားရသည်ခဏကြာတော့ခမဝိုင်းကြီးစောင်းထားသောလူတစ်ယောက်ထွက်လာသည်ကျွန်တော်ခီးသွားတစ်ယောက်ပါခဏတော့မိုးခိုပြရစေခမဝိုင်းစောင်းထားသူကတစ်ချက်မော့ကြည့်ဒီတော့မှချုံမောလှပသည်မိမချောတစ်ယောက်မှန်းသိရတော့သည်ရပါတယ်အထဲဝင်မှာဟုပြောကခြံတကားဖွင့်ပေးသဖြင့်အထဲဝင်လိုက်သည်အိမ်အောက်ရောက်တော့မြင်းကိုတင့်တော်သောနေရာမှာထားပြီးနောက်ကွပ်ပစ်ပေါ်ဝင်ထိုင်ရင်းအခြေအနေကိုကြည့်သည်အိမ်အောက်မှာတော့မိဘုံတစ်ပုံဖိုထားပြီးမိဘုံနားမှာခွေးနဲ့ကြီးတစ်ကောင်အိတ်နေသည်လူတော့မတွေ့ရပြီအိမ်ကခြေလာရှင်အိမ်မို့အပေါ်ထပ်မှာတော့လူရှိချင်မှရှိနိုင်လေသည်မုံတိုင်းမိလာလို့ခဏလောက်နေပြရစီဒီမှာဘယ်သူများရှိသေးတယ်လဲအခုတော့ကျမတယောက်ထဲပါပဲဒီလိုဆိုရင်ခဏတဲလို့တင့်ပါမလားရပါတယ်နေပါမိန်းကလေးကအရေးမကြီးတယ်လို့ပြန်ပြောတဲ့ဖြင့်ကြော်စွာမှာအနှဲငယ်စိတ်သက်သာရာရသွားသည်မိန်းကလေးမှာအသက်20ဝန်းကျင်ခန့်ရှိပြီးရှမ်းသွေးပါသူတဦးဖြစ်ကြောင်းမျက်နာမှာအမူအရာကပေါ်ပြနေသည်ကြောက်ရွံ့မှုကင်းပြီးရဲတင်းလှသောမျက်နှာထားကဘာတစ်ခုမှဂရုမစိုက်သည့်အမူအရာမျိုးရှိသည်သို့တော်လည်းသူမ၏အလှမှာရင့်ကျက်တည်ငြိမ်သောအလှမျိုးဖြစ်သည်ယခုလိုခေါင်လှသောတောဆက်တနေရာမှာချုံမိုးလှပသည့်မိန်းကလေးတစ်ယောက်ထဲနေဝင့်သည့်တတ်တီကိုတော့စိတ်ထဲမှာကြိတ်၍ချီးကျူးမိသည်ရှင်ရွေးသွားအောင်မိကင်လိုက်ပါလားကျမကော်ဖီတစ်ခွက်သွားဖြော်လိုက်မယ်လीကျေးဇူးပါပဲဗျာကျော်တော်ကမိဖို့နာသွားကအပေါ်အင်ကြီးကိုချွတ်တော့လက်များကထုံကျင်နေသောကြောင့်အင်ကြီးကိုပင်မချွတ်နိုင်တော့ပြီထိုချင်းတွေကိုရိပ်မိသောမိန်းကလေးကနောက်မှနေ၍ဂျက်ကင်အင်ကြီးကိုကူးချွတ်ပေးသည်ကျေးဇူးတင်ပါတယ်ဗျာထို့နောက်အပေါ်အင်ကြီးနှင့်ဖနက်ချီအိတ်များကိုချွတ်ခါချင်းနဲ့လက်တို့ကိုမီးရပူရှင်ဖြင့်ကင်ပေးလိုက်တော့မှအနှဲငယ်နေသာထိုင်သာရှိသွားတော့သည်မိန်းကလေးကမိဖို့ဆောင်သားသို့သွားကနှုတ်စီတကြားကော်ဖီမှုန့်တို့ဖြင့်ကော်ဖီဖြောနေသည်
တော်တဲ့တောင်လေးအခုလိုအဆင့်မြင့်သောအစားအသောက်များဖြင့်အဆင့်တန်းမြင့်စွာနေသည်ကိုလည်းထပ်မံအံ့ဩရပြန်သည်ရွာသူရွာသားများကတော့ဒီလိုအစားအသောက်များကိုစိတ်ကူးမြပင်မထည့်ကြပြီကျော်စွာကမိလုံနေရင်မှပင်အိမ်ဤအောက်ခြေတစ်ဝိုက်ကိုအကဲခတ်ကြည့်နေသည်အောက်ဘက်တနေရာမှာရှမ်းပေါင်းမိရှိရှက်အင်းကြီးများလှမ်းထားသည်ကိုတွေ့ရသဖြင့်ယောက်ျားတစ်ယောက်တော့ရှိရမည်ဟုခန့်မှန်းမိထို့ပြင်အိမ်အောက်နေရာမှာလည်းပြောင်းရှည်တနက်တစ်လက်နှင့်ငှက်ကြီးတောင်ဓာတစ်လက်ကိုချိတ်ဆွဲထားလေသည်မိဖို့ကြောင့်မှအသုံးပြုသောတောသူတောင်သားများအသုံးပြုသည့်ပစ္စည်းမျိုးမဟုတ်ဘဲအဆင့်တန်းရှိသောမိသားစုများအသုံးပြုလေရှိသောကြွေတယ်ဖန်တယ်ငွေတယ်အသုံးဆောင်များဖြစ်လေသည်ခဏကြာတော့မိန်းကလေးကကြွေပကံဖြင့်ထည့်လာသောကော်ဖီတစ်ခွက်ကိုလာပေးသည်ငွေပေါင်ကော်ဖီတောက်ပါဦးကျေးဇူးတင်လိုက်တာဗျာကျော်သားကကော်ဖီတစ်ကြိုက်မော့တောက်လိုက်ရာရင်ထဲမှာနှွေးသွားလေသည်ထို့အတွက်မိန်းကလေးကိုလည်းများစွာကျေးဇူးတင်သွားမိလေသည်အခုလိုအကူအညီပေးတာတကယ့်ကိုကျေးဇူးတင်ပါတယ်ဗျာကျွန်တော်နာမည်ကျော်စွာလို့ခေါ်ပါတယ်ရှင်ကအမှုတန်းတယောက်လားမှန်ပါတယ်ထိကျိန်ခတ်တဲ့စခန်းကရာဇဝတ်အုပ်ကျော်စွာပါပဲမိန်းကလေးကဘာမှမပြောဘဲအကဲခတ်တယ်လို့ကြည့်နေပြီဒါတဲ့ဒီကနာမည်ဘယ်သူလဲညံဝင်းသူပါဒီတော့မှကျော်စွာစိတ်ထဲမှာဘဝင်ကျသွားလေတော့သည်စောစောကဇဝေဇဝါဖြစ်နေမှုမှလည်းရှင်းသွားတော့သည်ကျော်စွာကကော်ဖီကိုငုံတောင်းရင်ညံဝင်းသူနဲ့ပတ်သက်ပြီးသူကြားသိခဲ့ရပြီးတော့အကြောင်းအရာများကိုတစစီဆက်ဆက်တွင်းတော်နေမိသည်ညံဝင်းသူ၏အကိုတော်ဆက်သူဇေယမင်းတင်မှာအိရှိဆံမင်းသားတစ်ပါးနှင့်စော်ဝါနွယ်တော်တူတို့အကြောင်းဆက်ရမှမွေးဖွားလာခဲ့သူဖြစ်သည်အိရှိမင်းသားမှာသားတစ်ယောက်ဖွားမြင်ပြီးနောက်ဇနီးဖြစ်သူကလည်းတည်ဆုံးဖြစ်တဲ့ချိန်မှာအင်္ဂလိပ်များကစော်ဝါတို့နေထိုင်ရာဟော်နန်းများကိုတိုက်ခိုက်သိမ်းပိုက်ပြန်ရာအရေးမလတော့သဖြင့်မိုးမိန်နယ်ဘက်သို့တိမ်းရှောင်ခဲ့ရသည်မိုးမိန်နယ်ဘက်တွင်နေထိုင်စဉ်ရှမ်းမျိုးသမီးတစ်ယောက်နှင့်အိမ်အောင်ကြပြန်ရာမင်းကလေးတဦးဖွားမြင်လေသည်ပထမကတိတိဆန္ဒဟုအမိပေးထားတော်လဲမင်းသားကွယ်လွန်ပြီးနောက်တွင်ဆင်းရဲသောဘဝဖြင့်နေထိုင်ရသဖြင့်မြဝင်းသူဟုပြောင်းလဲခေါ်ခဲ့သည်မိခင်ရှမ်းမျိုးသမီးကွယ်လွန်သောအခါဇေယမင်းတင်သည်နှမဖြစ်သူမြဝင်းသူအားအဖေတို့မေကွဲမောင်နှမဖြစ်တော်လဲနှမရင်းပမာဆောင်းလျှောက်ခဲ့လေသည်မြဝင်းသူကလည်းအကိုရင်းပမာအားကိုးလေသည်နောက်ပိုင်းအင်္ဂလိပ်လက်ထက်ရောက်လာပြီးခစ်ပြက်လာသောအချိန်တွင်ဇေယမင်းတင်သည်အင်္ဂလိပ်လက်အောက်၌မနေလိုသောကြောင့်နှမဖြစ်သူကိုခေါ်ကာနန်းပေါင်းရွာဘက်သို့ရွှေ့ပြောင်းကာမြည်သူနှင့်များအဆက်အသွယ်မလုပ်ဘဲတီးခြားလာနေထိုင်ရင်းဖြစ်သည်၎င်းနှင့်သူတနတ်မျိုးစုံတို့ပါလာပြီးတနတ်ပြည်လည်းကောင်းစွာကျွမ်းကျင်သူဖြစ်သောကြောင့်အချိန်ရသည်နှင့်တော်တွင်ဝင်ကာအမဲပြစ်ထွက်လေရှိသည်၎င်းမှာဥပဒေကိုဖောက်ဖျက်ခြင်းမရှိတော့လေအင်္ဂလိပ်ဆိုရနှင့်ပတ်သက်သောလူများကိုမုန်းတီးသူဖြစ်သောကြောင့်၎င်းနှင့်တွေ့လျင်အစင်မပြေဖြစ်ကြရသည်အမဲပြစ်ခြင်းနှင့်ပတ်သက်၍တောအုပ်တောကောင်းများနှင့်မကြာခဏပြဿနာတက်လေရှိတော့လေမဟုတ်မခံစိတ်ရှိပြီးစိတ်ကြမ်းလူကြမ်းသမားဖြစ်သောကြောင့်တင်းတင်းမာမာတော့မဆက်ဆံဝင်ကြပြီ၎င်းနှင့်ပြဿနာဖြစ်ပါကတော်တဲ့လှဲ့သည့်အခါတနက်နှင့်ချောင်းပစ်ခံရမည်ကိုလည်းစိုးရိမ်သောကြောင့်ဖြစ်သည်သို့တော်လည်းမရှိစင်းရဲသူများကိုတော့တတ်နိုင်သမျှကုညီဆောင်ရှောက်မှုပေးသည်ဇေယမင်းတင်မှာဖခင်ဖြစ်သူထမ်းမှနန်းတွင်စစ်ပညာများနှင့်အစီအရင်ပညာများကိုတက်ကြွခဲ့ပေရာစင်ရသားများနာမကျန်းဖြစ်ပါကစေဝါကုသပေးသည်စားစရာမရှိရင်စားစရာများကိုဝေငှပေးသည်သို့တော်လည်းမြို့အုပ်တိုက်ပိုင်ဝင်တော့အဆရှိသောအရာရှိအရာခံများနှင့်တွေ့သည့်အခါမှာတော့ပြပြမရှိဘဲကြမ်းတမ်းစွာဆက်ဆံလေးရှိသည်တို့ကြောင့်ဇေယမင်းတင်ပေါ်စင်ရသားများကချစ်ခင်တော့အရာရှိများကတော့မုန်းတီးကြသည်အကွက်ဝင်မှာကဖမ်းဆီးနှိပ်စက်ရန်ပင်စိတ်ကူးထားကြသည်ထို့သောစိတ်ကူးထားရခြင်းမှာအကြောင်းနှစ်ချက်ရှိသည်တစ်ချက်က၎င်းတို့အကြိုက်မလိုက်တဲ့ဖြင့်မုန်းတီးကြခြင်းဖြစ်ပြီးကြံတစ်ချက်ကတော့ဇေယမင်းတင်ရှိနေရင်၎င်း၏နှမကျော်ကလေးမြောင်ဝင်းသူကိုလွတ်လပ်မပိုးပန်းဝင်သောကြောင့်ဖြစ်၏မြောင်ဝင်းသူမှလည်းတာမန်မိန်းကလေးမျိုးတော့မဟုတ်ပြီအကိုသွေးပါသူဖြစ်တဲ့ဖြင့်မဟုတ်မခံဇက်ဆက်ကျဲစိတ်မျိုးရှိ၎င်းကိုတောသူအထင်နှင့်လာရောက်ကြံစီကြသောအရာရှိအချို့မှာအရှက်တကွဲအကျိုးနဲ့ဖြစ်ပြီးခွေးပြေးဝက်ပြေးစီးပြေးရပေါင်းလည်းမနှဲတော့ဘူးတခါကမြို့အုပ်အစ်တစ်ယောက်မှာညံဝင်းသူတို့အကြောင်းကိုမသိတဲ့ဖြင့်မောင်မာနဲ့လာရောက်ဆက်ဆံရဇေယမင်းထင်နှင့်တွေ့ပြီးထွက်ပြေးရသည်နေသူနေသားများကဇေယမင်းထင်ကိုကြောက်ရွံ့ကြသောအချက်များတဲ့တွင်လည်း၎င်းကျွေးမွေးစောင့်ရှောက်ထားသူများတဲ့တွင်ထိုနယ်တဝိုက်တွင်နာမည်ကြီးနေသောလူဆိုးအများပြားပါဝင်ုံမကရက်ခတာတီလိုလူဆိုးလူမိုက်ပင်လင်ဇေယမင်းထင်စကားကိုမပယ်ရှားဝင်ပြီအကြောင်းတစ်ခုပေါ်လာပါကဇေယမင်းထင်ကဘာမှမလုပ်ရပဲလူဆိုးလူမိုက်များလက်ချက်ကြောင့်ဒုက္ခများရသောကြောင့်ကြောက်ရွံ့ကြခြင်းဖြစ်၏ယခုအခါမှာလည်းနာမည်ကြီးလူဆိုးလူမိုက်တဦးဖြစ်သူရက်ခတာတီမှာဇေယမင်းထင်တို့ထံအမြဲတစေအဝင်ထွက်ရှိနေကြောင်းသတင်းထွက်နေလေသည်ကျော်စောကမြောင်ဝင်းသူဖြော်ပြီးသောကော်ဖီကိုတစိမ့်စိမ့်တောင်းရင်း၎င်းတို့အကြောင်းကိုစဉ်းစားနေသည်ယခုအခါ
အပြင်ဘက်၌မိုးတက်မုန်တိုင်းများဆဲသွားတော်လဲမိုးဆက်မိုးပွဲများကကျဆင်းနေလျက်ရှိနေသေးပင်ကျော်စွာကတော့မိဘုံနာမှာအတန်ချအောင်နေရသဖြင့်ခြေလက်များနှွေးလာကအတန်အသင့်တက်တာမှုရလာလိမ့်မည်။မြောင်ဝင်းသူမှာရောက်စကဝိတ္တရားအရာဆက်ဆံခဲ့တော်လဲကျော်စွာကိုပလိအရာရှိတဦးအဖြစ်သိရသောအခါအကဲခတ်သည့်ပုံစံမျိုးဖြင့်အကဲခတ်ကြည့်နေသည်။ကျွန်တော်ကိုအစိုးရအရာရှိတဦးဆိုတာသိတာနဲ့စောစောကကော်ဖီတစ်ခွက်ဖြောပေးခဲ့တာကိုတောင်အလုတ်ရှုပ်တယ်လို့ထင်နေရောသလားမသိ။ကျော်စွာကမြောင်ဝင်းသူတို့မောင်နှမအကြောင်းကိုအတော်များများသိထားသူမို့စကားဖြင့်တစ်ချက်စမ်းကြည့်လိုက်သည်။ဒီလိုတော့မဟုတ်ပါဘူး။ဒုက္ခရောက်လာတဲ့သူဆိုရင်ဘယ်သူမှဆိုအကူအညီပေးရမှာပဲ။ဒါပေမဲ့ကျမကိုကတော့ရှင်တို့လိုပလိအရာရှိတွေလာတော့ကိုသဘောကျမှာမဟုတ်ဘူး။လူမျိုးမျိုးရှိတယ်လို့ကျွန်တော်တို့မှလည်းမလွဲတာလို့သာသူများဝင်ကိုထမ်းနေရပေမဲ့ကိုယ်တိုင်းပြည်ကိုမတရားလူရဲထားတဲ့လူမျိုးတွေကိုတော့နှစ်တမှုမရှိပါဘူး။ဒါပြင်လေတခြားလှုပ်ရှားတွေအများကြီးရှိတာပဲ။အစိုးရစီမှာအလုံးမလုံးနဲ့ပေါ့။ကျွန်တော်လည်းဒီလိုပဲစိတ်ကူးထားပါတယ်။လွတ်လပ်ရေးရပြီးရင်တော့အေးဆေးဆေးနေဖို့စိတ်ကူးထားပါတယ်။ထိုအခါမှမြောင်ဝင်းသူဤမျက်နှာမှာဒီနေရာမှာအနှဲငယ်ရော့ကျသွားသည်ကိုတတိပြုမိလိုက်တယ်။ကျမကတော့ကိုလည်းအစိုးရနဲ့မပတ်သက်ချင်းဘူးအစိုးရနဲ့ပတ်သက်တဲ့လူဆိုရင်လည်းတိတ်မုန်းတာပဲ။ဂျပန်လူရဲ့လူဆိုရင်တာတောင်းဆိုသေးတယ်။အစိုးရဝန်ထမ်းတွေထဲမှာလည်းစိုးတဲ့လူတွေရှိသလိုကောင်းတဲ့လူတွေလည်းရှိပါတယ်မြောင်ဝင်းသူရဲ့။တချို့ကမလွဲတာလို့လုပ်နေကြတာလည်းရှိပါတယ်။ဘာပဲဖြစ်ဖြစ်မြောင်ဝင်းသူတို့လိုအစိုးရလူကိုမုန်းတီးနေတဲ့သူစီကအခုလောက်အကူအညီရတာကိုပဲကျေးဇူးတင်လာပါပြီ။ကူညီလက်ဆန်နဲ့လက်ဖက်ရည်ချမ်းတပကံလောက်တော့ရရင်တောက်ချင်ပါလေပြောလိုက်ရာမြောင်ဝင်းသူကမိဖို့ပေါ်မှာတဲထားသောရင်နွေးအိုးထဲမှာရင်နွေးချမ်းထိတ်ရန်ခွက်တလုံးထယူသောအခါမှာသူမဝိစင်ထားသောလုံကြီးစင်ကိုတတိပြုမိလေသည်မြောင်ဝင်းသူဝိထားသောလုံကြီးစင်မှာအဖြူနှင့်အနက်ကွက်စိတ်လုံကြီးဖြစ်သည်ထိုအခါမှမိမိဒရရီဆောက်ထဲမှာညှက်ထားသောလုံကြီးအပြဲစာကလေးကိုတတိရသည်ထိုလုံကြီးစင်နှင့်နှစ်ခုမှာတထရာတည်းဖြစ်၏ထို့သောတတိထားကြည့်မိနေစဉ်မှာသူမဝိစင်ထားသောလုံကြီး၏အောက်ဖက်နားတနေရာတွင်3000ပုံတရံစုပ်ထွက်နေသောနေရာကိုတွေ့ရသည်ကျော်စွာမှမြောင်ဝင်းသူအပေါ်မှာမတင်ငါစိတ်နဲ့အတူစိုးရိမ်စိတ်ပါဝင်သွားတော့သည်ကိုဘခင်ကိုတတ်တာဒီမိန်းကလေးများလားဒါမှမဟုတ်လူတက်မှုတွေတွင်တနည်းတစ်ခုပေါဝင်ပတ်သက်နေရောသလားဟုတွေးမိသည်မြောင်ဝင်းသူကလက်ဖက်ရည်ချမ်းလက်ပကံထည့်ယူလာပြီးကျော်စွာကိုလာပေးသည်ကျော်စွာကလက်ဖက်ချောင်းများခတ်ထားသောလက်ဖက်ရည်ချမ်းတစ်ကြိုက်တောက်လိုက်ပြီးကျွန်တော်ကဒလုံးလုံးကဒီနန်းတစ်ဝိုက်မှာတနက်နဲ့ပြစ်တာခံလိုက်ရတဲ့ရာဇဝတ်အုပ်တယောက်ရဲ့တည်တဲ့မှုကိုစုံစမ်းရအောင်လာတာပါမြောင်ဝင်းသူတို့ကဒီနန်းတစ်ဝိုက်မှာနေတာဆိုတော့ဘာသတင်းများကြားမိသေးလဲဟုစကားဆလိုက်သည်ရှင်ကမတင်ငါလို့စစ်နေတာလားမဟုတ်ပါဘူးကြုံလို့မေးကြည့်တာပါကျမတို့ကအေးနေရဆိုတော့တီလည်းမတီးဘူးသတင်းလည်းမကြားမိပါဘူးထိုကဲ့သို့ညင်းလိုက်ချင်းကပင်တခုခုကိုတိထားချောင်းကိုအတွေ့အကြုံရအကက်ခတ်လိုက်မိပြီကျော်စွာကဘာမှထပ်မပြောဘဲတောက်လက်စလက်ဖက်ရည်ကွက်ကိုပြန်ချလိုက်ပြီးဂျာကင်အင်ကြီးအိတ်ထဲမှာမိုးကာဖြင့်ပတ်ထားသောဒရရီဆောက်ကလေးကိုထုတ်ယူလိုက်သည်ဆောက်ကလေးကိုဖွင့်လိုက်သည့်အခါအထက်မှလုံကြီးစအပြဲကလေးထွက်လာသည်ထိုလုံကြီးစကိုမြင်တော့မြောင်ဝင်းသူမှာမျက်နှာတစ်ချက်ပြက်သွားလေသည်လုံကြီးအပြဲစာကလေးမှာမြောင်ဝင်းသူဝစ်စင်ထားသောလုံကြီးအစင်းနဲ့တထရာတဲ့တူပြီးစုပ်ပြဲနေပုံမှာလည်းတထရာတဲ့တူလေသည်ဒီလုံကြီးစုပ်ကလေးကအသက်ခံရတဲ့ရာဆိုးအုပ်ကိုဖခင်အလောင်းသားကရခဲ့တာဟာမြောင်ဝင်းသူဝေးထားတဲ့လုံကြီးအစင်းနဲ့ရောစုပ်နေတဲ့နေရာပါအတူတူပဲနော်ရှင်ကကျမကိုမတင်ငါဖြစ်ပြီးဖမ်းရအောင်လာတာပေါ့သူတည်တယ်လည်းမတည်ဘူးဟင်းရခွင်းနဲ့တော့အဲ့ဒီနေရာတော့ရောက်ခဲ့တာပဲရှင်ကကျမတတ်တယ်လို့ထင်နေတာလားမတင်ငါရင်ဖမ်းရင်လည်းဖမ်းပေါ့ခုကျော်စွာရဲရဲတင်းတင်းကြည့်ကပြောသည်သူမမူရမှာစိတ်တင်းထားဟန်ဆောင်ထားဟန်မျိုးမဟုတ်ပဲရဲတင်းပွင့်လင်းမှုရှိနေသည်တကယ်ပြောရင်ကျွန်တော်စိတ်ထဲမှာမြောင်ဝင်းသူကိုကျေးဇူးရှင်တယောက်အနေနဲ့ဒီမှုမျိုးမှာမပတ်သက်စေချင်ပါဘူးပြောတော့တမျိုးလက်တွေကတော့မတင်ငါလို့ဖမ်းချင်နေတာမဟုတ်လားစိတ်ထဲမှာရှိတဲ့အတိုင်းပြောရရင်တကယ်လို့မြောင်ဝင်းသူကတရားခံအစ်စ်ဖြစ်ခဲ့ရင်တော့ကျွန်တော်အများကြီးအကာအကွယ်ပေးသွားမှာလားကျော်စွာကသူမမျက်လုံးကိုစိုက်ကြည့်ပြီးနောက်ရင်ထဲရှိတဲ့အတိုင်းပြောလိုက်ရာမြောင်ဝင်းသူမှာအကြည့်ချင်းရင်မဆိုင်ဝင့်တကဲ့သို့မျက်လွှာချသွားတယ်တင်းမာမှုလည်းအနှင်းငယ်ရော့ကျသွားတယ်ဒါတဲ့မြောင်ဝင်းသူရဲ့အကိုတော်ဇေယမင်းထင်ရောဘယ်မှာလဲသူအိမ်ပြန်မလာတာ2ရက်3ရက်ရှိနေပြီရှင်အခုတည်တဲ့ရာဇဝတ်အုပ်ကဇေယမင်းတင်နဲ့ပတ်သက်တဲ့မတင်ငါမှုတွေစစ်ဖို့တွားရင်အတက်ကခဲ့ရတာ။ညောင်ဝင်းသူမျက်နှာမှာအံ့ဩသွားသည့်အရေးအယောင်လေးများပေါ်သွားသည်ကိုသတိပြုမိလိုက်တယ်။ကျမကိုနဲ့ပတ်သက်ပြီးဘာများစစ်ဆေးစရာရှိလို့လဲ။တောအုပ်တယောက်ကိုတတ်ပြီးငွေ9000ယူသွားတဲ့အမှုတစ်ခုကြောင့်အဲ့ဒီတောအုပ်မတည်ခင်ကဇေယမင်းတင်အမဲပြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးသူတို့နှစ်ယောက်အချင်းများဘူးလေ။အဲ့ဒီလိုဖြစ်ပြီးတိတ်မကြဘူး။အဲ့ဒီတောအုပ်အတက်ခံရတာပဲ။
ဒါကတော့တခြားလူတယောက်ရဲ့လက်ချက်လည်းဖြစ်နေတာပဲကျမကူကအစိုးရဝန်ထမ်းတွေမှန်သမျှတိတ်မုန်းနေလူတွေဘသူမဆိုသူနဲ့တွေ့ရင်ပြဿနာတော့ဖြစ်မှာပဲညောင်ဝင်းသူကရဲရဲတင်းတင်းပြောပြနေတယ်သူမအမူအရာကိုအကဲခတ်နေရဒီမှာလိန်လေပြောဆိုနေသောအမူအရာမျိုးမတွေ့ရဘူးညောင်ဝင်းသူကစကားပြောရင်လက်ဖက်ရည်ချမ်းကုန်ရင်ထက်ထက်ပေးပြန်တယ်ကျော်သွားမှာလက်ဖက်ရည်တောင်းရင်စဉ်းစားရခက်နေပြီညောင်ဝင်းသူမှာလူတက်မှုနဲ့တနည်းမဟုတ်တနည်းဆက်ဆက်မှုရှိရင်တော့၎င်းသို့မဟုတ်လူတက်မှုကျူးလွန်သူနဲ့ပတ်သက်သောအကြောင်းများကိုတိတံတ၍သိရမည်ဟုတတိချယူဆရတယ်သို့တော်လည်းသူမအနေနဲ့ဘယ်နည်းနဲ့များဖွင့်ပြောမိမဟုတ်ကြောင်းစိတ်ထဲမှာအလိုလိုသိနေအပြင်မှာတော့မိုးကလုံးလုံးဆဲသွားချေပြီအချိန်ကလည်းနေ့လယ်ပိုင်းအချိန်ကျော်လာပြီအချိန်တိတ်မနှောင်းခင်ပေါင်းနေရွာသို့ပြန်ဖို့ကိစ္စကလည်းရှိသေးတယ်အိမ်အတွင်းရောက်စားကအပေါ်တက်တွင်အခြားလူတယောက်ရှိနေလိမ့်မည်ဟုဖန်မှန်းမိတော့လေယခုကြည့်တော့လှုပ်ရှားမှုတစုံတရာမတွေ့ရဘူးဘယ်လိုများလဲကျမကိုမတင်ကားမှုနဲ့ဖမ်းသွားမလားညောင်ဝင်းသူကမေးသည်တကယ်လို့ညောင်ဝင်းသူကတရားခံအစ်စ်ဖြစ်နေရင်တောင်ကျွန်တော်မဖမ်းကြပါဘူးဘာဖြစ်လို့လဲသူ့လိုဂျပန်နေလက်အောက်ရောက်ပြီးခစ်ပြက်နေတဲ့အချိန်မှာညောင်ဝင်းသူတို့မောင်နှမကိုသူတို့လက်ချက်နဲ့ဒုက္ခမရောက်စေချင်ပါဘူးထိုစကားကြတော့ညောင်ဝင်းသူကတအံ့တော်မော့ကြည့်တယ်ကျော်စွာကသူ့မောက်ကိုပြန်ကြည့်နေနှစ်ယောက်စလုံးဤအကြည့်များတဲ့တွင်အတိတ်ပဲအချို့ပါနေလေတော့